Joshua Ban မြန်မာနွယ်ဘွား UFC fighter ဆိုတာလူတိုင်းသိကြပါဒီနေ့မှာတော့လူအများစုမသိသေးတဲ့အချက်တွေလည်းရှိသလိုတည်ထားတဲ့အချက်တွေအကြောင်းအရာတွေအားလုံးကိုပြောပြပေးသွားပါမယ် Joshua Ban UFC သမိုင်းတစ်လျှောက်တစ်မိနစ်အတွင်းအန်ဒီရရှိတဲ့ထိုးချက်အများဆုံးထိအောင်ထိုးနိုင်တဲ့ fighter တစ်ယောက်ဖြစ်နေပါတယ်ဟုတ်ပါတယ် Conor McGregor မဟုတ်ပါဘူး Max Holloway မဟုတ်ပါဘူး Sean Strickland လည်းမဟုတ်ပါဘူးဒါတွေအားလုံးလုပ်ပြထားတာကတော့ Joshua Ban ပဲဖြစ်ပါတယ်UFC ရဲ့တရားဝင်စင်းစရာတွေရ Joshua Ban ဟာ1မိနစ်ကိုပြန်မြ significant start 8.86 အထိကိုထိအောင်ထိုးနိုင်ပါတယ်ဒီအချက်လက်ကဘာကိုဆိုလိုနေတာလဲဆိုရင်အောက်ထကန်ထဲမှာ9စက္ကန့်ကြာတိုင်းပြိုင်ဘက်ကိုအန်ဒီရဖြစ်စေနိုင်တဲ့ထိုးချက်တစ်ချက်ထိအောင်ထိုးနေတယ်ဆိုတဲ့သဘောပါပဲဒီရာဂိုင်နှုန်းဟာ UFC သမိုင်းမှာအမြင့်မားဆုံးဖြစ်နေပါတယ်ဒါပေမဲ့ဒီတက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက Joshua Ban ဟာများထိုးပြီးအလေအလွင့်တွေများနေတဲ့ fighter တယောက်မဟုတ်ပါဘူးသူရဲ့ striking accuracy လို့ခေါ်တဲ့ထိုးချက်တိကျမှုကလည်း59ရာခိုင်နှုန်းဝန်းကျင်ရှိပါတယ်ဒါဘာလို့ဆိုလိုတာလဲဆိုရင်ထိုးချက်10ချက်ထိုးလိုက်မယ်ဆိုရင်5ချက်ကျော်ကသူထိုးကျင်တဲ့ပြစ်မှတ်ကိုတိတိကျကျကိုထိနေတာပါ flyweight division ရဲ့ပြန်မြသတ်မှတ်နှုန်းနဲ့ဆိုရင်ဒီရာခိုင်နှုန်းဟာတိတိတတ်တာကိုမြင့်မားနေတဲ့ကိန်းဂဏန်းဖြစ်ပါတယ်ဒါကြောင့် Joshua Ban ရဲ့ပုံစံကများထိုးပြီးအလေအလွင့်တွေများနေပြီးတော့လွဲနေတတ်တဲ့ fighter မျိုးမဟုတ်ဘူးများထိုးမယ်မြန်ထိုးမယ်တိတိကျကျထိအောင်ထိုးနိုင်တဲ့ fighter မျိုးဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကသူ့ရဲ့အန်ဒီရရှိတဲ့ထိုးချက်အများစုဟာမတ်တက်ရက်ပြီးတော့တိုက်ခိုက်တဲ့ဒီ boxing stand အနေထားကနေလာတာဖြစ်ပါတယ်ပူးကက်ပြီးတော့ clinch အနေထားကနေက800ခိုင်နှုန်းရှိတယ် ground ပိုင်းရောက်သွားလို့ထွက်လာတဲ့လက်သီးနှုန်းအနေထားကလည်း900ခိုင်နှုန်းရှိတယ်ဒီအချက်လက်တွေကိုခြုံငုံကြည့်ရရင်ဒါဘာကိုပြနေတာလဲဆိုရင် Joshua Ban ရဲ့အန်ဒီရအများဆုံးနေရာက ground game လည်းမဟုတ်ဘူးပူးကက်တဲ့အနေထားတွေမှာမဟုတ်ဘဲနဲ့ boxing stand ပိုင်းမှာရှင်ထိုးနေတဲ့မတ်တက်ရဲ့အနေထားတွေမှာဖြစ်ပါတယ်သူ့ရဲ့ jab တွေ combination တွေ body shot တွေကပြိုင်ဘက်ကိုတဖြည်းဖြည်းဖိအားပေးပြီးဖြိုခွဲသွားတဲ့လက်နက်တစ်ခုလိုဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ရဲ့ fighter လေး Joshua Ban ရဲ့ဒီလိုတိုးတက်မှုပုံစံကအားနည်းချက်ကောမရှိဘူးလားဆိုရင်တော့အားနည်းချက်ရှိပါတယ် Joshua Ban ဟာတစ်ဖက်ပြိုင်ဘက် fighter ကိုမြန်ဆန်ထိချက်များထိုးနေသည့်တိုင်အောင်တစ်ဖက် fighter ဘက်ကနေပြီးတော့ထွက်လာတဲ့လက်သီးချက်တွေနဲ့ပတ်သက်ပြီးတော့လေ1မိနစ်ကို significant strike 5.82 ချက်အထိကိုပြန်လဲအထိခံနေရပါတယ်အဲဒါကြောင့်သူ့ရဲ့ fighting style ကပြိုင်ဘက်ကိုထိခိုက်အောင်လုပ်မယ်ထိုးမယ်ကိုယ့်ကိုပြန်မထိအောင်တော့အကောက်ကွယ်မယ်ဆိုတဲ့ fighter မျိုးမဟုတ်ဘဲနဲ့ကိုလည်းပြန်အထိုးခံရနိုင်တယ်အထိခံရနိုင်တယ်ဒါပေမဲ့ကိုကပြိုင်ဘက်ကိုပြန်ပြီးတော့ထိအောင်ပိုထိခိုက်အောင်လုပ်တဲ့အချိန်ရွေးတက်ကပိုများနေရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပိုတူနေပါတယ်ဒီအချက်လက်တွေကြောင့်ပဲကျွန်တော်တို့ရဲ့ fighter လေး Joshua Ban ရဲ့ထိုးသက်ပုံကပရိသတ်တွေအကြိုက်ဖြစ်တဲ့သဘောကျကြတယ်စိတ်လှုပ်ရှားမှုအပြည့်နဲ့ပွဲဖြစ်အောင်လုပ်ပေးနိုင်တဲ့ပရိသတ်တွေစောင့်ကြည့်ခြင်းကြတယ်ဒါပေမဲ့ဒီအကစားနည်းနဲ့ပတ်သက်တဲ့နေစနစ်ပိုင်းသုံးသက်သူတချို့ကတော့ဒီလိုတိုက်ခိုက်မှုပုံစံနဲ့နှစ်ပေါင်းများစွာရှေ့ဆက်ပြီးတော့တိုက်ခိုက်သွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ fighter လေးရဲ့ခန္ဓာကိုယ်ပေါ်မှာထိချက်တွေများလာတဲ့အတွက် damage တွေလည်းစုပုံလာနိုင်တယ်လို့စေတနာနဲ့တတိပေးထားကြတာတွေလည်းရှိပါတယ်ဒီနေရာမှာကျွန်တော်စိတ်ထဲချက်ချင်းပြေးဝင်လာတဲ့အကြောင်းအရာတစ်ခုလေးနဲ့ရှင်းပြခြင်းပါတယ် Boxing Legend တယောက်ဖြစ်တဲ့ Floyd Mayweather နဲ့ပတ်သက်ပြီးတော့ရှင်တွဲပြီးပြပြပါမယ် Floyd Mayweather ဟာ professional boxing career တစ်လျှောက်လုံးမှာပွဲ90ထိုးတဲ့ပွဲ90လုံးအနိုင်ရတဲ့ boxer legend တယောက်ဖြစ်တယ်ဒါပေမဲ့သူ့ရဲ့အကြီးမားဆုံးလက်နက်က knockout power မဟုတ်ပါဘူး Mayweather ရဲ့ defense ပါ Floyd Mayweather ဟာ shoulder roll လို့ခေါ်တဲ့ကာကွယ်နည်းကိုအမေရိကန်ကျွမ်းကျင်စွာအသုံးပြုနိုင်တဲ့ boxer တယောက်ဖြစ်ပါတယ်ပြိုင်ဘက်ရဲ့ထိုးချက်တွေကိုပခုံးနဲ့လွှဲချတယ်ခေါင်းကိုအနှဲငယ်ရှေ့ပြီးရှောင်တိန်တယ်လိုအပ်တဲ့အချိန်တွေမှာထိမိတဲ့ကောင်တာတွေကိုပြန်ထိုးတယ်အဲ့ဒီ skill တွေကြောင့်ပဲ boxing သမိုင်းတစ်လျှောက်မှာထိုးချက်အထိခံရတာအနည်းဆုံး elite fighter တွေကတယောက်ဖြစ်လာခဲ့တယ် Floyd Mayweather ရဲ့ philosophy ကရှင်းပါတယ်သူ့ကိုကြိုက်တဲ့လောက်ထိုးလို့ရတယ်ဒါပေမဲ့သူကတော့ရှောင်မယ်ကာကွယ်မယ်ကြိုက်တဲ့လောက်ထိုးအလေအလွင့်နေတာများသွားမယ်သူ့ကိုဘယ်တော့မှထိမှာမဟုတ်ဘူးဒါသူ့ရဲ့ philosophy ပဲဒါကြောင့်လဲသူ့ကို defensive genius လို့ခေါ်ကြတာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ fighter လေး Joshua Ban လေးကိုပြန်ကြည့်ရအောင်ပါသူဟာ Mayweather လို့ထိုးချက်ရှောင်တဲ့ fighter မဟုတ်ဘူးသူဟာမှုန်တိုင်းတစ်ခုလိုဖိအားပေးမယ်တိုက်ခိုက်တတ်တဲ့ fighter ဖြစ်တယ်ဒါကြောင့်သူ့ရဲ့အနာဂတ်ကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါတယ် Joshua Ban ဟာ UFC flyweight division ရဲ့နောက်ထပ် legend တယောက်ဖြစ်လာမလားဒါမှမဟုတ်သူ့ရဲ့မယမနာဖိအားပေးတတ်တဲ့ style ကနေပဲတနေ့နေ့မှာထိချက်တွေများလာတဲ့အတွက်သူ့အတွက်အန်ဒီရဖြစ်လာနိုင်မလားမေးဖို့နဲ့မေးစရာရှိပါတယ်ဘယ်လိုပဲဖြစ်ပါတခုတော့သေချာတယ်
Joshua Ban ဟာ UFC တဲကနောက်ထပ်ကောင်းတဲ့ fighter တယောက်ဆိုတဲ့အဆင့်ကျော်လွန်နေပါပြီအချက်လက်တွေကိန်းဂဏန်းတွေအကြည့်မယ်ဆိုရင်သူဟာ UFC သမိုင်းမှာမမြင်ဘူးသေးတဲ့ page တစ်ခုနဲ့တိုက်ခိုက်နေတတ်တဲ့ fighter ဖြစ်ပါတယ်အခုတော့နောက်ဆုံးမေးခွန်းတစ်ခုကြံနေပါတယ် Joshua Ban ဟာ UFC ရဲ့အနာဂတ်မှာယခုလက်ရှိတဲ့ပိုပြီးလောက်ပြနိုင်အောင်မလားလဲဂျန်တယောက်အဖြစ်ကိုဆက်မြင်ရနိုင်မလားဆိုတဲ့မေးခွန်းပါဒါမှမဟုတ်ရင်ဒီလောက်ညံစံပြင်းထန်တဲ့ထိုက်ခိုက်မှုပုံစံရဲ့တန်ဖိုးတွေကိုတနေ့မှသူပြန်ပေးဆက်ရနိုင်မလားဒီအဖြေကတော့အချိန်ကပဲပြပြသွားပါလိမ့်မယ်